ကိုပါကိုရိုက်စေခြင်းအခုလာကြတဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးတွေကဂျန်မီသားစုကို၆တွန်းကြအောင်လို့တီယန်ရှုမျိုးစားကြီးနဲ့လိုက်ပါလာကြတာပါဒါပေမဲ့ခုတော့အခြေအနေကပြောင်းပြန်ဖြစ်သွားပြီးတယောက်မှစကားမပြောရဲကြတော့ပါဘူးမြားဦးကအချိန်မရွေးကိုဘက်လှည့်လာနိုင်နေသည်ပဲလေတီယန်ရှုမျိုးစားဘက်ကသာသွားရက်တီးပြီးပြောနေရင်နတ်ဖျားတွေကိုစန့်ကျင်တဲ့တွေဘရင်ကိုစန့်ကျင်တဲ့တွေကကိုကိုလာစုမှကိုတော့ကြောက်ကြပါတယ်မြေခွေးအိုကြီးတွေဖြစ်ပျက်နေကြတာကိုကြည့်ပြီးဖက်တီးဖန်ချေနေကိုတွက်ဆမိပါတယ်ဂျန်ချန်ဘက်ကအသာစီးရနေတာကိုမြင်တာနဲ့ဝင်ပြီးအပတရအစင်းပြီးတက်ပါတော့တယ်တီယန်ရှုမျိုးစားကြီးကတစ္ဆာဆောင်တိတာနဲ့ရဲစွမ်းတတိမှာနှစ်ယောက်မရှိဘူးလို့ကြွေးကြော်နေတာပဲဟာဘသူတဦးတယောက်ကမှလည်းဝင်ပြီးမပြိုင်ဆိုင်ရဲခဲ့ပေမဲ့အခုချိန်ကတစ္ဆာရှိတာကိုတက်တည်ပြဖို့အကောင်းဆုံးပဲမလားဒီအတိုင်းလေးငြိမ်ပြီးရက်နေတာကကောင်းတဲ့အဖြေတော့မဟုတ်ဘူးနော်အစောကမျိုးစားကြီးပြောတာကျွန်တော်ကြားလိုက်ပါတယ်ဂျန်ကလန်တစ်ခုလုံးကိုအပြစ်ပေးအေးအေးယူဖို့ဆိုလားပဲအခုကဖြစ်မျိုးစားကြီးကလန်တစ်ခုလုံးကိုအပြစ်ပေးတာလည်းမဟုတ်သေးပဲနဲ့ပါးလေး၃ချက်ပဲရိုက်ရမှာကိုဖက်တီးကြံမျက်နှာငယ်လေးနဲ့ပြောတယ်ဂျန်ချန်လည်းဒီအခွင့်အရေးကိုလက်လွတ်မခံပါဘူးဖက်တီးဖန်အမှန်တော့တီယန်ရှုမျိုးစားကြီးကတစ္ဆာဆောင်တိခြင်းနဲ့ရဲစွမ်းတတိမှာနှစ်ယောက်မရှိဘူးလို့ပြောတာကဟာတာအနေနဲ့ပြောတာဖြစ်မှာပါလူတိုင်းဝမ်းနဲ့နေကြတော့ပြုံးစေချင်တာကသူ့ဆန္ဒဖြစ်ဖို့ရှိလို့အတီလိုမမတ်ယူရဘူးလေကွာဂျန်ချန်အမှန်ကန်ဖက်တီးဖန်ကိုကြမ်းမောင်းတယ်လို့အော်ဟစ်ပါတယ်ချက်ကောင်းကိုတက်တက်ထိသွားတယ်နဲ့တူပါတယ်တီယန်ရှုမျိုးစားကြီးမရှုနိုင်မကယ်နိုင်ဖြစ်နေပါပြီအမှန်ကသူဒီပွဲမှာဂျန်မီသားစုကိုဟာတိုက်အပုတ်ချဖို့ရောက်လာတာပါအခုတော့ပြစ်မှတ်ကကိုစီတက်တက်ကြီးဝင်လာမယ်လို့ဘသူကတွေးမိမှာလဲဒါပေမဲ့သူလဲမြေခွေးအိုကြီးပဲလေစကလုံးတချို့ကိုချက်ချင်းရွေးပြီးပြစ်သွင်းပါတယ်ငါမျိုးစားအိုကြီးကငါအသက်ကိုအရှင်ကလိုချင်ရင်မျက်ခုံးတစ်ချက်မတွန့်ဘဲကိုပေးမှာပါပါသုံးချက်ရိုက်တာလောက်တော့ထဲ့ပြောမနေနဲ့တော့လူလေးချန်အားကတာအမှန်ကန်တွေပြောနေတာမဟုတ်ပဲငါတို့နဲ့လာကစားချင်နေတာဆိုရင်တော့တကယ်သာအဲ့လိုလုပ်နေတာဆိုရင်တော့ဘရင်နဲ့မျိုးစားတွေကိုအယူလောက်တာပဲမို့သူ့အနေနဲ့ကြီးကြီးမားမားကိုအပြစ်ပေးခံရမှာပါဂျန်ချန်အတန်ကစတင်အေးဆက်ဆက်ပြူလာပါပြီတီယန်ရှုမျိုးစားကြီးခမကျုပ်ကိုစော်ကားခြင်းစော်ကားလို့ရတယ်နတ်ဖျားတွေကိုတော့မယုံမကြည်မလုပ်သင့်ဘူးအရှင်ဒီတီယန်ရှုမျိုးစားကြီးနတ်ဖျားတွေကိုမထိမဲ့မြင်လောက်တာတစ်ချိန်တစ်ခါမကားတော့ပါဘူးနတ်ဖျားတွေအရန်စိတ်ဆိုးဒေါသထွက်နေပါပြီမင်းသမီးလေးရဲ့ဝေဒနာကိုကယ်တင်ပြီးရှင်တန်အောင်လုပ်နိုင်မဲ့အခွင့်အရေးတွေပျောက်သွားရင်တော့ကျွန်တော်လည်းဘာမှတတ်နိုင်မှာမဟုတ်တော့ပါဘူးဧကရေလူဆောက်ရမ်းပေါက်ကွဲသွားပါတယ်သူ့သမီးရဲ့အရေးဖြစ်လာပြီလေဒါတောင်တီယန်ရှုမျိုးစားကြီးကအမိတ်ပေးရင်လုံနိုင်ပါတယ်ဆိုပြီးပေကက်နေသေးတယ်ခွေးကောင်တီယန်ရှမျိုးစားကြီးသူသာမျိုးချစ်စိတ်ပြင်းထန်တဲ့တစ္ဆာရှိတယ်ဆိုရင်အစောကြီးတဲကကိုပါကို၃ချက်ရိုက်ပြီးနေတင်ပြီဧကရေလူအနေနဲ့သူ့ကိုပါရိုက်ဖို့အမိတ်ပေးတာကအယမ်းကိုလွယ်ပါတယ်ဒါပေမဲ့သူ့ရဲ့ဂုဏ်သိက္ခာကိုထိခိုက်မှဆိုလို့အမိတ်မပေးခဲ့တာပါဧကရေလူဒေါသနဲ့မျက်မှောင်စကြုတ်လာပါပြီတီယန်ရှုမျိုးစားဆိုတာဘရင်အရေးကဲကိုထင်းခနဲမြင်အောင်ကြည့်တတ်တဲ့ဆရာတစုပါအခြေအနေမကောင်းမှန်းသိတာနဲ့ချက်ချင်းကိုပါကို၈ချက်ရိုက်လိုက်ပါတယ်ရိုက်ချက်တစ်ချက်စီတိုင်းကလုံးဝကိုပြင်းထန်ပြီးဟိန်းထွက်နေပါတယ်သူသိတယ်လေရိုက်ချက်တွေပိုပြင်းထန်ပြီးအတန်မြည်လေးဘရင်ရဲ့ဒေါသကိုဖြေရောနိုင်လေဆိုတာကိုပြင်းထန်လွန်းလို့သူ့ပါဟာရောင်ကိုင်းလာပြီးဝက်ပေါင်းဝက်မျက်နှာလိုဖြစ်လာပါတယ်ဘရင်အမျက်ကတသက်နဲ့ပြီးသွားမှာမဟုတ်ဘူးလေအခုလောက်ကတော့တန်ပါတယ်အားလုံးရဲ့အကြည့်ကတီယန်ရှုမျိုးစားစီကနေဂျန်ချန်ဘက်ကိုတဖန်လှည့်လာကြပါတယ်ဂျန်ချန်အေးစစ်စစ်ပဲရှိရင်တီယန်ရှုမျိုးစားကြီးကျွန်တော်ပြောတာက၃ချက်ပဲရိုက်ဖို့ပါဘလို့ဖြစ်ပြီး၈ချက်ကြီးရိုက်နေရတာလဲနတ်ဖျားတွေကိုမယိုသေးတာလားအရှင်ကိုပဲတစ္ဆာမဆောင်တိတာကိုပြချင်တာလားအင်းထားပါတော့လေကျွန်တော်ကပဲသဘောထားကြည့်ပြီးနတ်ဖျားတွေကိုတောင်းပန်ပေးပါမယ်ဒီခွေးကောင်တော့တီယန်ရှုမျိုးစားရဲ့အပေါင်းတင်းရောင်းရင်တစုကသူတို့ရဲ့တငယ်ချင်းပါရိုက်နေတာကိုဒီတိုင်းငြိမ်သက်ပြီးကြည့်နေကြရပါတယ်အခုလိုဂျန်ချန်ထပ်ပြီးပြောဆိုနေတာကိုတော့ထက်ကြည့်မနေနိုင်တော့ပါဘူးကိုပါကိုရိုက်ပြီးတာတော့အပြစ်ထက်ဖြစ်ရသေးတယ်လို့ရာဇဝင်ရိုင်းလိုက်တာလူတယောက်ရှေ့ထွက်လာပါတယ်ဂျန်ချန်မင်းပဲထီအောင်ဒီလိုထက်စော်ကားနေအောင်မှလဲအေးမင်းသားအမှန်တကယ်မကူတာနိုင်ဘူးဆိုရင်တော့မင်းအများကြီးခံစားရဖို့တာပြင်ထားဟုတ်တယ်မင်းသားတကယ်မလုံနိုင်ခဲ့ရင်မင်းတင်မကဘူးမင်းကလန်တစ်ခုလုံးပါအမုံချေပြစ်မယ်သူတို့တွေကကလန်နဲ့ချီပြီးကိုချင်းချောက်နေကြတယ်လားဂျန်ချန်ပြေးလေးကွေးစွာပဲတန်းပြီးဂယုမဆိုင်စွာပဲ
အရှင်နတ်ဖျားတွေရဲ့ကြည့်ရှုဆောင်မှုကတကယ်ကိုကြုံရခဲ့မြပါမကြုံဘူးတာနဲ့ပဲမဖြစ်နိုင်ဘူးလို့ဆိုတာမှမဟုတ်ပဲဒီလူတွေကအခုလိုထက်ခါစော်ကားနေတာဟာနတ်ဖျားတွေရဲ့မင်းသမီးလေးအပေါ်ဖေးမကျင်နာမှုကိုဂရုမစိုက်တာလားလို့တောင်တန်တရားရှိလာမိပါတယ်ဂျန်ချန်ရိုးရှင်းစွာပဲလူအုပ်ကြီးရဲ့အရှိမမထီမဲ့မြင်လာရဲ့ရင်ဒေါသထွက်ခြင်းအမှုပညာကိုအမှန်အကန်သင်ကြားပေးနေပါတယ်ခမည်းတော်အကုန်မလိုအပ်တာတွေကိုပဲရေးကြီးခွင်ကျဲတွေလုပ်ပြနေကြတယ်တကယ်အရေးကြီးတဲ့မင်းသမီးလေးရဲ့နာမကျန်းဖြစ်မှုကိုဘသူဂရုစိုက်လဲဘသူတူတယောက်ကများမင်းသမီးလေးကိုကုသဖို့စိတ်ကူးတစ်မျိုးတလေကိုများတင်ပြနေကြဘူးလို့လဲခုဖြစ်နေတဲ့ပုံကအရှင်ကို6ကန်းပါဆုံးကိုတွန်းပို့နေပြီးမင်းသမီးလေးကိုဒီလိုပဲအဆုံးသတ်သွားစေခြင်းနေပုံပေါက်နေတယ်ကျွန်တော်လက်ခံတဲ့ခမားတို့တွေကထက်မြက်တဲ့အစွမ်းထက်တယ်ဆိုတာကိုဒါပေမဲ့မင်းသမီးလေးအတွက်မစင်စားပေးကြဘူးအဲ့ဒါထားလိုက်ဦးအခုကျွန်တော်ကတဲမလို့လုံနေတာကိုတောင်တားပြီးမယုံမကြည်ဖြစ်နေကြတာကတော့မလွန်လုံးဘူးလားတဲ့ကျွန်တော်ကိုတေအောင်ကျိန်နဲ့ရိုက်ခံရပြီးမှနတ်ဖျားတွေကမင်းသမီးလေးကိုကယ်တင်ဖို့ဆက်လက်ရှင်တန်ခွင့်ပေးခဲ့တာကကျွန်တော်အတွက်အလွယ်လေးဖြတ်တန်းခဲ့ရတယ်လို့ထင်နေတာလားကျွန်တော်နောက်ဆုံးမေးခွန်းတစ်ခုတော့ထုတ်ချင်တယ်တကယ်လို့သာနတ်ဖျားတွေစိတ်ဆိုးပြီးခမားတို့ကလန်တစ်ခုလုံးကိုဖျက်ဆီးစေခြင်းနေတယ်ဆိုရင်မင်းသမီးလေးရဲ့အသက်အာမခံအတွက်ခမားတို့ပြောနေကြတဲ့တစ္ဆာရှိလာပါတယ်ဆိုတာတွေအတွက်ဖျက်ဆီးပေးကြမှာလားဂျန်ချန်စကားတွေအများကြီးပြောလိုက်ရပေမဲ့မမောပဲကျေနပ်ပါတယ်ဒီစကားလုံးတွေကမြားစင်းပေါင်းများစွာနဲ့သူတို့ကိုပြစ်လိုက်ရတာထက်ကိုထိရှစေတယ်လေမျိုးစားတွေနဲ့အရာရှိတွေပြောစရာစကားလုံးရှာမရအောင်ပျောက်ဆုံးပြီးမယုံနိုင်လောက်အောင်စကားကြွယ်လုံးနဲ့ဂျန်ချန်ရဲ့ဖိတ်လုံးတွေထဲမှာကြောင်ပြီးနေကြပါတယ်ဂျန်ချန်ရဲ့နောက်ဆုံးမေးခွန်းဆိုတာကလက်ခံရင်လဲကလန်တစ်ခုလုံးတစ်ခုဟုတ်ချင်းပျက်စီးခြင်းနဲ့ကြုံရတော့မှာပါလက်မခံရင်လဲသူတို့တစ္ဆာဆိုတာကအချီးနီးလှည့်စားမြောက်ပစ်နေတာကိုဖော်ပြတယ်လို့ဖြစ်နေမှာပဲလေစုပ်လဲစူးစားလဲယူလေးတွေပေါ်မျက်နှာရင်းငယ်ကြပါပြီသူတို့တွေလိုက်ပါလာတာကဂျန်ဂလန်နှိပ်ပါနေတော့ဖြိုခွဲဖျက်ဆီးပစ်အောင်လို့ပါအခုတော့ဖျက်ဆီးခံရမဲ့သူကသူတို့ဖြစ်နေပြီလေစကလုံးလေးတွေနဲ့ပဲဖျက်ဆီးနိုင်တဲ့လက်နက်ကဂျန်ချန်ပဲဖြစ်လို့နေပါတယ်သူသားဒီကစားပွဲရဲ့ဘရင်ဂျန်ချန်ကြောက်လက်တကြားဖြစ်နေတဲ့လူအိုကြီးတွေကိုကျေနပ်စွာပဲကြည်နေပါတယ်ဘသူတိမှလည်းသူတို့တွေဒီလိုအခြေအနေမျိုးကြုံကြရမယ်လို့အဟတ်ကဲတော့လောက်ပါပြီလူလေးချန်သူတို့လည်းသူတို့အပြစ်ကိုသူတို့ခံယူကြပြီးပါပြီအဓိကပြဿနာကမင်းသမီးလေးရဲ့ဖျားနာတဲ့ဝေဒနာကိုကုသပေးလို့ပဲမလားအခြားအဖွဲ့တစ်ဖွဲ့ကဝင်ပြီးဖြည့်ဖြန့်ပေးပါတယ်မင်းသမီးလေးရဲ့ဖျားနာတဲ့ဝေဒနာဂျန်ချန်အံ့အားသင့်တယ်လို့ရေရွက်လိုက်တယ်ဘသူကပြောတာလဲမင်းသမီးလေးဖျားနေတယ်လို့ဒီကောင်ထပ်ပြောပြန်ပြီးမင်းသမီးလေးမဖျားရင်ဒီအခြေအနေကပါလဲဧကရဲလူဂျန်ဖန်းကိုအေးဆက်စွာပဲလှမ်းကြည့်ပါတယ်ဖြစ်နိုင်ရင်ကြံချန်ရဲ့လေပင်ကိုလိန်ချိုးပစ်ချင်နေပါပြီအဝင်တစိတ်ကျေးဇူးပြုပြီးနားထောင်ပေးပါခင်ဗျမင်းသမီးလေးမွေးဖွားတော့ကနေချက်ချိန်မှာဖြစ်နေပါတယ်ဂျန်ချန်ပီရီတေတက်တည်ငြိမ်စွာပဲစောင့်နေပါတယ်မျောလင့်ထားသလိုပဲဧကရစ်လူအရန်အံ့အားသင့်သွားပါတယ်ဒီကောင်ဘလို့လုပ်ပြီးအဲ့ဒီအကြောင်းကိုသိတာလဲတကယ်ပဲနတ်ဖျားတွေနဲ့အဆက်အသွယ်ရတာများလားလူတွေကနေချက်ချိန်မွေးတာကနမိတ်မကောင်းဘူးလို့ယူဆကြတဲ့အတွက်ဒီကိစ္စကိုဖုံးကွယ်ထားပြီးဘယ်သူမှမသိကြပါဘူးမင်းသမီးလေးတင်မဟုတ်ပါဘူးမင်းသမီးလေးရဲ့မိခင်မွေးဖွားခဲ့တုန်းကလည်းထိုနည်းလဲကောင်းမှာပဲနေချက်ချိန်မှာပဲမွေးခဲ့တာပါမျိုးဆက်ကိုဆက်တိုင်အောင်အခုလိုဖြစ်လာခဲ့တဲ့အတွက်ရင်နဲ့ရန်ကမမျှတတော့ပဲဖြစ်လာပါတယ်ရန်ဓာတ်တွေတဖြည်းဖြည်းနဲ့ပါပြီးမွေးဖွားလာကြရာကနေအခုမင်းသမီးလေးအယောက်မှာရင်ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ပဲမွေးဖွားလာတော့တာပါဂျန်ချန်အများကြီးရှင်းပြလိုက်ပါတယ်ရင်ဖွဲ့စည်းပုံနဲ့မွေးဖွားလာတယ်သူကိုယ်တိုင်လည်းအတိတ်ဘဝတုန်းကရင်ဖွဲ့စည်းပုံနဲ့ပဲမွေးဖွားလာပြီးသူ့အဖေတောင်အပြည့်အဝမကူတာနိုင်ခဲ့ပါဘူးသူမင်းသမီးလေးကိုမြင်တာနဲ့သူတို့ဂျန်ဂလန်ရဲ့ကပ်ပေးကိုကြော်ဖြတ်နိုင်မဲ့ကြားခံဆိုတာကိုသိပါတယ်မင်းသမီးလေးကရင်ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့မွေးဖွားလာမယ်လို့ဘသူကများတွက်ချက်အဖြေထုတ်နိုင်မှာလဲဒီလိုဖြစ်ရမျိုးကနှစ်တန်းပေါင်းများစွာကြာမှတယောက်လောက်မှပဲဖြစ်လေရှိတာပါဂျန်ချန်ပြန်လဲမွေးဖွားပြီးတဲ့နောက်မှာအခုလိုသူ့အတိတ်ဖွဲ့စည်းပုံနဲ့ကောင်မလေးတယောက်ကိုတွေ့ရလိမ့်မယ်လို့သူလုံးမှတွေးမထားပါဘူးမင်းသမီးလေးနဲ့သူနဲ့မတူတာကဂျန်ချန်ဟာကောင်းကင်ဘုံအင်ပါယာရဲ့သားတော်ဖြစ်နေပြီးနေလာဆေးကိုမှီဝဲလို့အသက်ရှိနေခဲ့ရပေမဲ့သူမအသက်ကတော့ရိုးရှင်းစွာပဲတူတောင်းနေပါတယ်သူမကအခု13နှစ်ဖြစ်ပြီးနောင်နေရလာ14နှစ်ပဲနောက်ဆုံးဖြစ်နိုင်ပါတယ်ဒါကြောင့်ပဲရှုမညီတဲ့ချစ်သမီးလေးအတွက်ဧကရစ်လူပူဇော်ပွဲတွေကျင်းပနေရတာပါရင်ဖွဲ့စည်းပုံဒီနေရာမှာရှိနေတဲ့ဘသူမှဒီစကလုံးနဲ့မရင်းနှီးမသိရှိကြပါဘူး
ဧကရစ်လူကတော့နေရောက်ချိန်မွေးဖွားတာကိုပြောပြနေကြတဲ့ကဂျန်ချန်ကိုနတ်ဖျားတွေလမ်းပြနေတယ်ဆိုတာလုံးဝမှကိုယုံကြည်သက်ဝင်နေပါပြီဂျန်ချန်သမီးတော်လေးရဲ့ရင်ဖွဲ့စည်းပုံကိုတကယ်ကုလို့ရရဲ့လားရင်ဖွဲ့စည်းပုံဆိုတာကအမှန်တော့နာဖျားခြင်းမဟုတ်ပါဘူးဒါကဓာတ်ချုံငယ်ခြင်းလို့ခေါ်ပါတယ်သူမကဒိုတိုင်းပညာကိုလေ့ကျင့်ခြင်းမရှိဘူးတို့ကိုစုဆောင်းတာမျိုးမလုပ်ခဲ့ဘူးဆိုရင်ကျွန်တော်ရဲကြီးပြောရဲပါတယ်သူမအသက်30ဒါမှမဟုတ်50လောက်ကတော့အသာလေးရှင်သန်နေထိုင်နိုင်ပါတယ်ပြင်ပအကူအညီတွေမလုပ်နိုင်ရင်တော့အသက်16နှစ်ထပ်ပိုရှင်သန်မှာမဟုတ်ပါဘူးဒါကတော်ဝင်သမားတော်တွေပြောတာနဲ့သဘောတရားချင်းအတူတူပါပဲနတ်ဖျားတွေလမ်းညွှန်တာမဟုတ်ပဲနဲ့ဒီအတိုင်းသူပြောနိုင်မှာမဟုတ်တာကိုယုံကြည်လာကြပါတယ်ပြင်ပအကူအညီဒါကငါသမီးကိုကူတာဖို့အခြားနည်းလမ်းတွေရှိသေးတယ်ဆိုတဲ့သဘောပေါ့ဧကရစ်လူစိတ်လှုပ်ရှားစွာပဲအငမ်းမရပေးပါတော့တယ်ဟုတ်ကဲ့ဒါကဖျားနာတာမှမဟုတ်တာပဲအခြားနည်းလမ်းတွေတေချာပေါက်ရှိပါတယ်ပထမဆုံးဒိုတိုင်းပညာတွေလေ့ကျင့်တာကိုရပ်နားလိုက်ပါနောက်ခန္ဓာကိုယ်တန်ဆွမ်းစေတဲ့မှော်ဆေးရည်တွေကျင့်စဉ်တွေအားလုံးကိုရပ်နားထားလိုက်ပါမဟုတ်ရင်တော့နတ်ဖျားတွေရဲ့အကူအညီနဲ့တောင်နှစ်တဝက်ဆက်ရှင်ဖို့ခဲရင်ပါလိမ့်မယ်နောက်ကောဘာတွေဆက်လုပ်ရအောင်မလဲဧကရစ်လူရဲ့ပုံစံကသူ့သမီးတော်လေးအတွက်ဖြူစင်ပြီးဘ ഹു တုတရှာမိနေတဲ့ចောင်းသားတစ်ယောက်လိုပဲဖြစ်နေပါတယ်ပြောရတာခွင့်လွတ်ပါအရှင်သူအနေနဲ့ဒီဘဝမှာတိုင်းပညာကိုလေ့ကျင့်ဖို့မဖြစ်နိုင်တော့ပါဘူးအသက်ရှည်စေဖို့ကိုပဲတက်ဆွမ်းသလောက်ဖန်တီးကူတာရတော့မှာပါဒီအတွက်အရန်ကြီးလို့ဖို့တော့မလိုပါဘူးအရှင်သာကျွန်တော်ကိုယုံနေဆိုရင်မင်းသမီးလေးအသက်ကိုကျွန်တော်လက်ထဲကိုအပ်လိုက်ပါမဟုတ်ရင်တော့အကျဉ်းတိုက်ထဲကိုသာထည့်လိုက်ပါတော့ဂျန်ဂျန်ကလက်ရှိချိန်မှာတူးလေးသောမျောလင်းချက်ဆိုမှတော့အဖိုးထိုက်တန်တဲ့ယတနာတစ်ပါးလိုပါပဲလှုပ်ချင်ရလှုပ်လို့ရတဲ့အနေထားပဲလေအေးစေးပေါ့ဒီလိုမပြောပါနဲ့လေမင်းနဲ့စကားပြောပြီးကလေးကတန်တရားဆိုတာမြူမုံတစ်ဆက်ကလေးတောင်မရှိတော့ပါဘူးဂျီရိုရဲ့ကိစ္စရဲ့တိုင်းကိုမင်းလက်ထဲကိုအပ်ပါတယ်မင်းလိုရှိတာတိုင်းကိုလည်းဖြည့်ဆည်းပေးဖို့အစဉ်သင့်ငါရှိနေမယ်ပြီးတော့တော်ဝင်တကားလဲဆွဲကိုလည်းချီးမြှောက်တယ်အဲ့ဒီလဲဆွဲနဲ့နန်းတော်တွင်ကိုတကားမရှိစားမရှိဝင်နိုင်ထွက်နိုင်တဲ့တော်ဝင်မျိုးဆက်တွေကိုတွေ့ရင်လဲဥညွတ်အယိုအသေးပေးစရာမလိုဘူးဧကရစ်လူကတကယ်ဧကရစ်တယောက်ပါသူ့ရဲ့ချီးမြှင့်မြောက်စားမှုကတော့သူတစ်ပါးနဲ့မတူနိုင်ပါဘူးပထမဂျန်ချန်ကိုတတ်စေတယ်နောက်သူ့ကိုပဲတော်ဝင်တကားလဲဆွဲချီးမြှင့်ပြန်တယ်တီယန်ရှုမျိုးစားကြီးကတော့ချက်ချင်းမြေကြီးတဲကနေဝုတ်ရှိုးပြောက်ကွယ်သွားခြင်းနေပါတယ်ဘရင်ကသူ့ကိုနည်းနည်းလေးမှမျက်နှာသာမပေးခဲ့ဘူးမဟုတ်လားဂျန်ချန်ကိုတော့သူမတူအောင်ကိုချီးမြှင့်မြောက်စားခဲ့တယ်လေလောကကြီးမတရားဘူးလို့တီကောင်ရှုကြီးရင်ထဲမှာကျဲလောင်စွာအော်ဟစ်မြည်တမ်းနေမိပါတယ်ဒီမှာရက်နာခွင်ပြုပါခါများ